မီလောင်နေတယ်လို့သိရပါတယ်ဒီနေ့နေ့ခင်းပိုင်းကစပြီးကြောင်မဲညွတ်ပေါ်ကဌာနဆိုင်ရာအဆောက်အအုံတချို့မီလောင်ပျက်စီးခဲ့တာပါစစ်တပ်ဝါဒပြန်လူမှုကွန်ရက်အကောင့်နဲ့ channel တွေက TNLA တပ်ဖွဲ့ဝင်တွေကမီးရှို့ပြီးဆုတ်ခွာသွားတာလို့ဖော်ပြနေကြပြီမဲ့အမှန်တကယ်က TNLA တပ်ဆွဲနိုင်တဲ့အဲ့ဒီရုံးနေရာတွေကိုစစ်တပ်က drone နဲ့ပုံကျဲတာလို့ဒေသခံတချို့ပြောပါတယ်ကြောင်မဲမြို့ပေါ်ကမိသက်ရုံနဲ့ကြန့်ခိုင်ရေးရုံမီးလောင်ခဲ့တာဖြစ်ပါတယ်ဒီနေ့ညနေပိုင်းကြောင်မဲမှာတိုက်ပွဲပြင်းထန်နေချိန်ပြည်ဦးနယ်မြို့ပေါ်ကနေ112လျင်တွေဖြတ်ပြန်တာအနည်းဆုံး3စီလောက်ရှိတယ်လို့ဒေသခံတချို့ကပြောပါတယ်အဲ့ဒီစစ်ကောင်စီလျင်တွေကညနေ3နာရီလောက်မှစပြန်နေပြီးကြောင်မဲကိုဘုံသွားကျတာဖြစ်မယ်လို့ပြည်ဦးနယ်မြို့ကန်တို့ကခံမှန်းပါတယ်ကြောင်မဲမြို့ပေါ်မှာတော့ပြည်သူတွေကစစ်ဆောင်သွားကြလို့မရှိတော့ပါဘူးတိုက်ပွဲတွေကမြို့နဲ့နီးလာတယ်လို့နောင်ချုံမြို့ကန်တို့ကပြောပါတယ်တချို့တွေလည်းထွက်ပြေးစရာမရှိဖြစ်နေပြီးနောင်ချိုဘက်လည်းလမ်းမရောက်လာရှို့ဘက်လည်းတွားဖို့ရခက်နေတယ်လို့နောင်ချုံမြို့ကန်ကပြောပြတာပါဒါအပြင်တိုက်ပွဲတွေပြင်းထန်နေချိန်မှာလူမှုကူညီရေးလုပ်နေတဲ့အမျိုးသားတို့အပါအဝင်ဒေသခံ2ဦးမိုင်းနေပြီလို့သိဆုံးခဲ့ရပါတယ်ကျောင်းမင်းမြို့အနီးမှာတအန်းတမတော် TNLA နဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်နေပြီးမြေမြုပ်မိုင်းတွေကိုတော့နှစ်ဖက်စလုံးကထောင်ထားကြတယ်လို့မြို့ကန်တချို့ကပြောပါတယ်ကျောင်းမင်းမြို့ကို TNLA က10-20ခုစစ်စေးရေးနဲ့အတူ2024ဩဂတ်စ်မှာသိမ်းယူခဲ့တာပါပြီးခဲ့တဲ့ဇူလိုင်မှာစစ်ကောင်စီတပ်ကနောင်ချုံမြို့ကိုပြန်သိမ်းခဲ့တဲ့နောက်ဩဂတ်19ရက်ကစပြီးကြောင်မဲညွန့်နယ်နောက်ပိန်တိုက်နယ်ကိုစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းတွေကကြောင်မဲညွန့်အနီးရောက်လာသလိုတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်